Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောသွားမယ့်အကြောင်းအရာတွေကတော့ဝိတ်ချတဲ့အချိန်မှာအခုခက်ပေါ်နေတဲ့ပိန်ဈေးဆိုတဲ့ထိုးဈေးတွေကိုထိုးပြီးတော့ဝိတ်ချနေတဲ့အကြောင်းအရာတွေမှာကျွန်တော်တို့အာဟာရနဲ့ပတ်သက်ပြီး nutrition ဘက်ကနေပြီးတော့ဘလို့တင့်လျောက်ပတ်စွာအာဟာရလေးတွေကိုစားသုံးပေးပြီးတော့ဝိတ်ချရမယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်သိထိုက်တာလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တော့ဒေါက်တာရန်ဆောင်ပါအာဟာရဆိုင်ရာအထူးပြုဆရာအောင်ဖြစ်ပါတယ်ခင်ဗျာOkay ကျွန်တော်တို့ထိုးဈေးတွေဝိတ်ချတဲ့ထိုးဈေးတွေထိုးတဲ့အချိန်မှာသူ့ရဲ့ side effect တွေကိုများစွာခံကြရတယ်ဟိုဒီကျွန်တော်တို့ဝိတ်ချတဲ့အခါမှာ common အဖြစ်ဆုံးတဲ့ side effect ခံရဆုံးတွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆေးတွေကိုထိုးတဲ့အချိန်မှာပြုတ်ခြင်းအန်ဂျင်နာတွေရှိတယ်ပြီးတော့မအီမတာတွေဖြစ်တယ်ပြီးတော့ရင်ပြည့်ရင်ကယ်တွေဖြစ်ကြတယ်ပြီးတော့အဆိုးဆုံးကတော့ကျွန်တော်တို့ဝမ်းချုပ်တယ်ပေါ့နော်ဝမ်းချုပ်တယ် constipation လို့ခေါ်တဲ့ဝမ်းချုပ်တာတွေဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီအစာအာဟာရနဲ့ပတ်သက်ပြီးတော့ဒီ side effect တွေကိုခံနိုင်ရင်ရှိဖို့အတွက်ကျွန်တော်တို့ဘယ်လိုလေးတွေစားမယ်ဘာလေးတွေပါရမယ်ဆိုတဲ့အကြောင်းအရာတွေကိုဒီနေ့ကျွန်တော်ပြောသွားပေးမယ်အဲ့ဒီမှာကျွန်တော်တို့က balance ဖြစ်အောင်စားဖို့အတွက်အစာကိုနည်းနဲ့မျှတစွာပေါ့နော်တင်းလျောက်ပတ်စွာမျှတစွာစားသုံးပေးဖို့အတွက်ကျွန်တော်ဒီနေ့အများကြီးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာOkay ကျွန်တော်တို့ဟာပထမဆုံးအနေနဲ့အစားအသောက်ကိုဝိတ်ချတဲ့လူတွေဝိတ်ချစီထိုးပြီးတော့ဝိတ်ချနေတဲ့လူတွေမှာအစားအသောက်ကိုဘယ်လိုရွေးချယ်စားသုံးမလဲဆိုတာလေးပေါ့နော်အဲ့တော့အဲ့ချိန်မှာကျွန်တော်တို့ကအစီများတဲ့အစာကိုတက်နိုင်ရှောင်တာကောင်းပါတယ်အဲ့တော့အစာကြည်လွယ်ပြီးတော့ကောင်းစွာအစာချက်လုံနိုင်မယ်ပြီးတော့healthy ဖြစ်မယ်ပေါ့ကျန်းမာအောင် healthy ဖြစ်မယ်အစားအသောက်လေးကိုရွေးချယ်ပြီးတော့စားသုံးပြီးဖို့အတွက်အရေးကြီးတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော်တို့ကအချိန်မှာကျွန်တော်ပြောသွားတယ်ကျွန်တော်တို့ပေါ့နော်ခန္ဓာကိုယ်ကိုမျှတစွာစားသုံးပေးဖို့အတွက်လိုအပ်တယ်ဆိုတဲ့နေရာမှာတချို့လူတွေမှာကျွန်တော်တို့ကထိုးဈေးတွေထိုးတဲ့အချိန်မှာဝိတ်သာကျသွားတယ်ဒါပေမဲ့ကြွက်သားတွေကလည်းဆုံးရှုံးသွားပြီးတော့လူဟာပိန်ကပ်ပြီးတော့ဘလို့မှကြည့်မကောင်းဘူးเนาะအဲ့လိုမျိုးတွေဖြစ်သွားတဲ့လူတွေမှာဆိုကျွန်တော် protein ပေါ့အဲ့ဒါပထမဆုံးအနေနဲ့ကျွန်တော်တို့အသားဓာတ်ကများစွာအရေးကြီးတယ်အဲ့တော့အသားဓာတ်ကိုမျှတစွာစားသုံးပေးဖို့လိုတယ်ကျွန်တော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကကြက်သားတို့ငါးတို့ပေါ့နော်ပြီးတော့ဒီကျန်တဲ့ပေါ့နော်ဥတို့နွားနို့တို့ပြီးတော့အဲ့လိုမျိုးနို့နဲ့နို့ထွက်ပစ္စည်းတို့ဒါမျိုးလေးတွေကိုကြက်ဥတို့ဘာတို့စားသုံးပေးဖို့တို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့အသားငါးတွေကိုဥပမာအနေနဲ့ကျွန်တော်ကလူတယောက်ချင်းစီမှာသူတို့ရဲ့စားသုံးရမယ်နေ့တူကစားသုံးရမယ်အသားငါးပမာဏကတော့မတူနိုင်ပါဘူးအဲ့တော့လူတယောက်ချင်းစီမှာဥပမာကျွန်တော်တို့ကလွယ်နဲ့ပေါ့အမြန်ဆုံးပြောလိုက်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နေ့တူကမှာအစားအသောက်ကိုစားတဲ့အခါမှာအသားငါးကိုကျွန်တော်ကဖြစ်နိုင်လို့ရှိရင်30သားလောက်တော့အနည်းဆုံးစားပေးဖို့အတွက်လိုအပ်တယ်ဝိတ်ချရတဲ့လူတွေမှာပေါ့နော်အဲ့တော့ဒုတိယအချက်အနေနဲ့ဆိုရင်ကျွန်တော်တို့က fiber ပေါ့အမြင့်ဓာတ်ကအရေးကြီးတယ်အဲ့တော့အမြင့်ဓာတ်ပါမှကျွန်တော်တို့ဝမ်းချုပ်တာမဖြစ်မှာဖြစ်ပါတယ်အဲ့တော့အမြင့်ဓာတ်ကိုရဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအသီးအနှံနဲ့အသီးအရွက်လေးတွေကိုလုံလောက်စားသုံးပေးဖို့အတွက်အရေးကြီးတယ်အဲ့ဒီမှာကျွန်တော်တို့ကအစစ်အဆန်လေးတွေကိုလည်းထပ်လောင်းပြီးတော့စားသုံးပေးခြင်းအပြင်ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေမှာဖြစ်တယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ကအရေးကြီးတာကကျွန်တော်တို့ဝိတ်ချနေတဲ့အချိန်မှာသတိမထားမိတာရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့က micronutrient လို့ခေါ်တယ်ကျွန်တော်တို့ဗီတာမင်နဲ့သတ္တုဓာတ်တွေများစွာဆုံးရှုံးကြတယ်အဲ့တော့အဲ့ဒီအခြေအနေမျိုးတွေမှာဆိုရင်ကျွန်တော်ကဗီတာမင်နဲ့သတ္တုဓာတ်တွေကိုရဖို့အတွက်ဘာတွေဆုံးရှုံးတတ်လဲပေါ့နော်အဓိကတော့ဗီတာမင်နဲ့သတ္တုဓာတ်တွေဆုံးရှုံးတဲ့နေရာမှာဘာတွေဆုံးရှုံးတတ်လဲဆိုရင်ကျွန်တော်တို့ကဗီတာမင် B12 တို့ပေါ့နော်ပြီးတော့ကယ်လ်ဆီယမ်တို့ပြီးတော့ဗီတာမင် D တို့ပြီးရင်နောက်တစ်ခါ iron လို့ခေါ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့တန်ဓာတ်ပေါ့နော်တန်ဓာတ်တွေလည်းဆုံးရှုံးတတ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီအစားအသောက်တွေကိုစားသုံးတဲ့အခါမှာဒီအာဟာရတွေပါဝင်မှုအတွက်ကိုရွေးချယ်ပြီးတော့စားသုံးမိဖို့အတွက်အရေးကြီးတယ်အဲ့ဒါကိုမှကျွန်တော်တို့ကမလုံလောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင် supplement လို့ခေါ်တဲ့အားဆေးလေးတွေ multivitamin လေးတွေကိုလည်းတောက်သုံးပေးလို့ရတယ်နော်အဲ့တော့နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ကရေဓာတ်ပေါ့ခန္ဓာကိုယ်အတွက်ရေဓာတ်ဟာမရှိမဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဝိတ်ချနေတဲ့လူတွေမှာကျွန်တော်ကတော့အကြံဉာဏ်ပေးရမယ်ဆိုရင်တစ်နေ့ကို2 to 3 လီတာပေါ့2 လီတာကနေပြီးတော့3 လီတာတော့ရေကိုမဖြစ်မနေတောက်သုံးပေးဖို့အတွက်အရေးကြီးတယ်အဲ့တော့နောက်ဆုံးအချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ဟာ exercise လုပ်ဖို့အတွက်လည်းများစွာအရေးကြီးတယ်အဲ့တော့ exercise လုပ်မှာကျွန်တော်တို့ရဲ့ကြက်သားတွေယွန်နေမှုနဲ့ကြွက်သားတွေထပ်ပြီးတော့ယော်ရဲလာခြင်းကိုတားဆီးပေးနိုင်ပြီးတော့ကျွန်တော်တို့ကကြွက်သားတင်းရင်းခြင်းကိုလည်းဖြစ်စေနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့က exercise တွေလုပ်ပေးမယ်လမ်းလျှောက်ပေးမယ်ကောင်းမွန်စွာလေ့ကျင့်ခန်းတွေလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစားအသောက်တွေလည်းတည်တည်ချာချာလုပ်မယ်ဆိုဝိတ်ချခြင်းဟာကျွန်တော်တို့အတွက်ကျန်းမာသောဝိတ်ချခြင်းကိုဖြစ်ပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာ